ဒီတစ်ခေါက်မှာတော့ဗောနော်ဒီအပြိုင်ဆိုင်ဖြစ်ဆုံးထိတ်တန့်အရှင်ကင်မရာ3လုံးဖြစ်တဲ့ DJI ရှိမယ် GoPro ရှိမယ် Insta ရှိမယ်ဗောနော်အဲ့ဒါတွေကိုဓာတ်ရိုက်နှိုင်းရှင်ပြီးတော့မှဘယ်ကင်မရာကအကောင်းဆုံးဖြစ်လဲဆိုတာကိုကျွန်တော်နဲ့အတူတူအဖြေရှာကြည့်ကြမှာဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်ကတော့ဒီနေ့ဒီ action camera လေးတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်နှိုင်းရှင်ပြီးတော့အဖြေရှာကြည့်ပေးတာကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တကယ်တော့ပေါ့နော်ဒီကင်မရာ3လုံးကတစ်လုံးနဲ့တစ်လုံးကအရေးသွေးပိုင်းမှာတော့အရင်နှစ်တွေကထက်ကိုပိုပြီးတော့မှတူလာကြတာတွေဖြစ်နေပြီဖြစ်ပါတယ်ဒါပေမဲ့အသေးစိတ်ကွာခြားချက်လေးတွေတော့ရှိနေတော့ပဲဖြစ်တယ်အဲ့ဒီကွာခြားချက်တွေကပဲဘယ်သူကဘယ်ကင်မရာနဲ့အကိုက်ညီဆုံးဖြစ်မလဲဆိုတာကိုဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်ကဲအဲ့ဒါဆိုတော့ဒီကင်မရာတွေရဲ့ရှင်ပြိုင်မှုကိုကျွန်တော်တို့စတင်ပြီးတော့ကြည့်လိုက်ကြမယ်ပေါ့နော်ဒီပြိုင်ပွဲတွင်းထဲမှာဆိုလို့ရှိရင်တော့ပြိုင်ပွဲဝင်တွေမိတ်ဆက်ပေးမယ်ပေါ့နော်အဲ့ဒါတွေကတော့ခုနပြောတဲ့ DJI Osmo Action 6ပေါ့နော်ပြီးတော့မှ GoPro Hero 13ပေါ့နော်ပြီးတဲ့ခါကျတော့ Insta Ace Pro 2ပေါ့နော်အဲ့ဒါတွေဖြစ်ပါတယ်တခုရှိတာကပေါ့နော်ဒီနှစ်မှာမှ model အသစ်ဆက်ထုတ်လုပ်ထားတာဖြစ်တဲ့ဟာကတော့ DJI တခုပဲရှိသေးတယ်ပေါ့နော်အဲ့ဒါကိုလည်းသတိပြုဖို့တော့လိုမယ်ကဲအဲ့ဒါဆိုတော့ဒီနေ့ကျွန်တော်ဘာတွေပြောပြမလဲဆိုတာကိုအရင်ဆုံးကြည့်လိုက်ကြမယ်ပေါ့နော်အရင်ဆုံးအနေနဲ့ဆိုလို့ရှိရင်တော့ဒါရုပ်ထွက်အရည်သွေးကိုစပြီးတော့မှကျွန်တော်တို့နှိုင်းယှဉ်ကြည့်ကြမှာဖြစ်တယ်ရုပ်ထွက်အရည်သွေးအရာဆိုလို့ရှိရင်တော့ပေါ့နော်ဘာတွေကကောင်းလဲဆိုတာကိုကျွန်တော်ပြောပြပေးမှာဖြစ်တယ်ပြီးလို့ရှိရင်တော့ဒီ design ဘိုင်းနဲ့သုံးရတာဘယ်လောက်လွယ်ကူလဲဆိုတာကိုကြည့်ကြမှာဖြစ်တယ်နောက်တစ်ဆင့်အနေနဲ့ကကျွန်တော်စွမ်းဆောင်ရည်ဘိုင်းမှာစမ်းသပ်မှုတွေလုပ်မှာဖြစ်ပြီးတော့မှနောက်ဆုံးမှာတော့ဈေးနှုန်းနဲ့ဘယ်သူကအနိုင်ရသွားမလဲဆိုတာကိုအဆုံးဖြတ်ပေးသွားမှာဖြစ်တယ်အဲ့ဒါဆိုတော့ပထမဆုံးအဆင့်အနေနဲ့ကျွန်တော်တို့စတင်လိုက်မယ်အဓိကကျဆုံးအပိုင်းပဲပေါ့နော်ကင်မရာတစ်လုံးရဲ့အသက်ဖြစ်တဲ့ရုပ်ထွက်အရည်သွေးဘိုင်းမှာsensor တွေပေါ့နော်ပြီးတော့မှ resolution တွေပြီးတော့အယောင်သွေးပိုင်းတွေကိုအသေးစိတ်ကျွန်တော်တို့တူးဖော်ကြည့်ကြမယ်ပေါ့နော်ဒီနေရာမှာဆိုလို့ရှိရင်ပေါ့နော်အဓိကအချက်လက်တွေကိုပဲကျွန်တော်တို့ကြည့်မှာဖြစ်တယ်အရေးကြီးဆုံးကတော့ sensor အရွယ်အစားပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်တော့ DJI Action 6ကတော့ဒီသုံးလုံးထဲမှာ sensor အကြီးဆုံးနဲ့ထွက်လာတာဖြစ်တယ်sensor ပိုကြီးတယ်ဆိုတာကအလင်းရောင်ကိုပို့ပြီးတော့မှဖမ်းနိုင်တာမျိုးဖြစ်တယ်အလင်းအောင်အားနေတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ရုပ်ထွက်ပို့ပြီးတော့မှကောင်းတာမျိုးကိုလည်းပြောချင်တာဖြစ်တယ်ပြီးတဲ့အခါကျတော့မှဒီ resolution ပိုင်းမှာဆိုလို့ရှိရင်လည်း DJI နဲ့ Insta နှစ်ခုစလုံးကတော့ 8K အထိရိုက်လာနိုင်ပြီဖြစ်ပါတယ်ဒါကလည်း GoPro ထက်တော့the band တာသွားတာမျိုးတော့ဖြစ်ပါတယ်အခုခေတ်ကလည်းပေါ့နော်ဒီ social media content တွေတင်နေတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ download video ကပို့ပြီးတော့မှမရှိမဖြစ်လိုတယ်ပေါ့နော်ဒီနေရာမှာဆိုလို့ရှိရင် DJI ကတော်တော်လေးကိုစဉ်းစားထားပေးတယ်ပေါ့နော်သူ့ရဲ့ square sensor ကြောင့်မလို့ရိုက်သွားပြီးတော့မှကိုကြိုက်တဲ့ ratio ပြန်ပြောင်းရတာလည်းလွယ်တယ်ပြီးတဲ့ခါကျတော့ဒီကင်မရာထဲမှာပဲ vertical mode ကိုတန်းရွေးလိုက်တာကလည်းအချိန်ကုန်သက်သာစေမဲ့အားသာချက်တစ်ခုဖြစ်ပါတယ်အဲ့ဒါဆိုတော့နောက်တစ်ချက်ကိုကျွန်တော်တို့နှိုင်းယှဉ်ကြည့်မယ်ပေါ့နော်အယောင်သွေးပိုင်းကတော့တယောက်နဲ့တယောက်အကြိုက်ကွဲနိုင်တဲ့အပိုင်းတော့ဖြစ်တယ်ကင်မရာတစ်ခုချင်းစီမှာသူ့ရဲ့ကိုယ်ပိုင် lock ရှိတယ် GoPro ဆိုလို့ရှိရင်တော့နှွေးထွေးတဲ့ဘက်ပေါ့နော်အပူဘက်ကိုနည်းနည်းလေးသွားတယ်Insta 360ကတော့အေးစိတ်စိတ်အယောင်ပေါ့နော်ကိုယ့်ဘက်ကိုပို့ပြီးတော့မှရောက်တယ် DJI ကတော့အဲ့ဒီနှစ်ခုလုံးရဲ့အလယ်ပေါ့နော်တဘာဝအကျဆုံးအယောင်ကိုထုတ်ပေးနိုင်တယ်လို့တော့ပြောလို့ရပါတယ်professional feature တွေဘက်ကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်ကြမယ်ပေါ့နော် DJI နဲ့ GoPro နှစ်ခုလုံးမှာကတော့10bit color ပါလာဒါဖြစ်တဲ့အတွက်ဒါကအယောင်သွေးတွေကိုပို့ပြီးတော့မှတိကျချောမွေ့စွာပေါ်ပြနိုင်မှာလည်းဖြစ်တယ်ဒါပေမဲ့လည်းပေါ့နော် DJI ကတော့တဆင့်တက်ပြီးတော့မှ flint tone ဆိုတဲ့ feature ကိုထည့်ပေးထားတာဖြစ်တယ်ဒါကကျတော့ကင်မရာထဲမှာတင်ရုပ်ရှင်ဆန်ဆန် filter တွေထည့်ပေးလိုက်တာပဲဖြစ်တယ်ပြီးတဲ့ခါကျတော့ lock ရိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်း color recovery ဆိုတဲ့ခလုတ်တစ်ခုလည်းပါတယ်ဒါကကျတော့လေ post production မှာအယောင်ပြန်ညှိရတာအရန်လွယ်ကူစေတာမျိုးလည်းဖြစ်တယ်အားနည်းချက်ကကျတော့ Insta 360မှာ 10bit color မပါလာတာပဲဖြစ်ပါတယ်ကဲအဲ့ဒါဆိုတော့ရုပ်ထွက်ပိုင်းကိုခဏထားပြီးတော့မှနောက်တစ်ဆင့်ကိုဆက်ပြီးတော့တွားလိုက်ကြမယ်ပေါ့နော်ဒီခါမှာဆိုလို့ရှိရင်တော့ကင်မရာတွေရဲ့ပုံပန်းသွင်ပြင်ရဲ့
လက်ထဲမှာကန်ရတဲ့ခံစားမှုရဲ့လက်တွေ့အသုံးဝင်မှုတွေကိုကျွန်တော်တို့ကြည့်ကြမှာဖြစ်တယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ screen ကလည်းအရေးကြီးတဲ့အပိုင်းတစ်ခုတော့ဖြစ်မယ်လို့တော့ထင်တယ် Insta 360ကတော့ဒီနေရာမှာအပြတ်သက်နိုင်ရသွားတာဖြစ်တယ်သူ့ရဲ့အပေါ်လှန်တင်လို့ရတဲ့ screen ကြီးရဆိုလို့ရှိရင်ကိုရိုက်တဲ့ blog တွေအတွက်ကောအနိမ့်ပိုင်းပေါ့နော် low angle ရိုက်တဲ့ရိုက်ကွက်တွေအတွက်ကောလုံးဝအဆင်ပြေတာမျိုးလည်းဖြစ်တယ် DJI ကတော့အရှိတ်ဘက်မှာ touch screen ပါဝင်တာကပို့ပြီးတော့မှအသုံးဝင်တယ်ဒါပေမဲ့ GoPro ကတော့အရှိတ် screen ပေါ့နော် front screen မှာတော့ touch screen မရသေးတာဖြစ်တဲ့အတွက်ဒီနေရာမှာနည်းနည်းလေးနောက်ကျကျန်ခဲ့တာမျိုးလည်းဖြစ်ပါတယ်အရွယ်အစားနဲ့အလေးချိန်ကိုကိန်းကနန်းနဲ့ပဲကျွန်တော်တို့နှိုင်းယှဉ်ကြည့်ကြမယ်ပေါ့နော် DJI Action 6ကကျတော့149 gram ဖြစ်တဲ့အပေါ့ဆုံးလည်းဖြစ်တယ် GoPro ကတော့154 gram သူ့နောက်ကကတ်လိုက်လာတာကတော့ Insta 360ဖြစ်ပါတယ်သူ့ရဲ့ flip screen ကြောင့်မလို့180 gram နဲ့အလေးဆုံးဖြစ်နေတာလည်းဖြစ်ပါတယ်ဒီတော့တိတ်သေးလေးနဲ့ပေါ့ပေါ့ပါပါသွားခြင်းတွေအတွက်ဆိုလို့ရှိရင်တော့ DJI ကအကောင်းဆုံးရွေးချယ်မှုဖြစ်မှာတော့သိကြပါတယ်နောက်တစ်ခုရှိသေးတယ်ပေါ့နော် ecosystem ဆိုတာကိုလည်းမိထားလို့မရတဲ့အချက်တစ်ချက်တော့ဖြစ်ပါတယ်ဆိုလိုတာကတော့ကိုသုံးနေကြတခြားပစ္စည်းတွေကိုဘလောက်အဆင်ပြေတွဲသုံးလို့ရလဲဆိုတာပေါ်ကိုလည်းကြည့်ပြီးတော့စဉ်းစားမှာဖြစ်တယ်ဒီနေရာမှာဆိုလို့ရှိရင်တော့ DJI ကအမှတ်အများဆုံးရရှိသွားတာဖြစ်တယ်ဘာလို့လဲဆိုတော့ DJI Action 6ကအရင် DJI ပစ္စည်းတွေရဲ့ battery တွေ mount တွေနဲ့တွဲတုံးလို့ရတယ်ပေါ့နော်ဒါကလည်းအရင်ကတည်းက DJI သုံးတဲ့သူတွေအတွက်ပတ်စံကိုအများကြီးတက်တာစီမှာဖြစ်တယ် GoPro ကတော့ဒီတစ်ခါမှာ battery ကို design နဲ့ပြောင်းလိုက်တဲ့ဟာဖြစ်တဲ့အတွက်အဟောင်းတွေနဲ့လုံးဝသုံးလို့မရတော့ဘူးဒါကလည်းနည်းနည်းလေးစိတ်မကောင်းစရာပဲဖြစ်ပါတယ်ကဲအဲ့ဒါဆိုတော့ဒီလိုမျိုးကျွန်တော်တို့နှိုင်းယှဉ်ကြည့်ရင်တကယ်အကျိတ်နဲ့ဖြစ်တဲ့အပိုင်းကိုရောက်လာခဲ့ပြီဖြစ်တယ်ကင်မရာတစ်လုံးကကောင်းတယ်ဆိုတဲ့အဆင့်ကနေပြီးတော့မှအကောင်းဆုံးအဆင့်ကိုဘယ်လိုရောက်သွားလဲဆိုတာကိုဒီစမ်းသပ်မှုတွေကပဲပေါ်ပြပေးသွားတာဖြစ်တယ်အလင်းအောင်အားနေတဲ့ချိန်မှာအတန်နဲ့ battery ပေါ့နော်ဒါတွေကဘယ်သူကအကျန်းခံဆုံးလဲဆိုတာကိုကြည့်ကြရအောင်အလင်းအောင်နည်းနေတဲ့ချိန်မှာရိုက်နိုင်စွမ်းမှာတော့ဒီသုံးလုံးမှာတကယ်ကိုခွဲခြားပေးလိုက်တဲ့အရာပဲဖြစ်တယ် Action 6ကဆိုလို့ရှိရင်တော့ variable aperture ပါလာတာဖြစ်တဲ့အတွက်ဒါကလည်းပထမဆုံး Action ကင်မရာတစ်လုံးဖြစ်လာခဲ့တယ်ဆိုလိုတာကတော့သူကညဘက်အလင်းအောင်နည်းနေတဲ့နေရာမျိုးတွေမှာဆိုလို့ရှိရင်လည်းပြိုင်ဘက်တွေကိုအပြတ်အသက်အနိုင်ယူဖို့ရည်ရွယ်ထားတာလည်းဖြစ်တယ်။ဤပညာအရပြောရမယ်ဆိုလို့ရှိရင်လည်းသူက man blue တွေကပေါ့နော်လူတွေရဲ့မျက်လုံးမှာလိုမျိုးပဲအလင်းအောင်နည်းရင်လိုတလို့အဖွင့်ပိတ်လုပ်ပေးနိုင်တယ်ပေါ့နော်။အဲ့လိုမျိုးဆိုတော့အလင်းအောင်နည်းတဲ့အချိန်မှာလည်းအခြားကင်မရာတွေထက်ကိုအများကြီးပို့ပြီးတော့မှတာသွားပြီဖြစ်ပါတယ်။အဲ့ဒီခါကျတော့ကျွန်တော်တို့အတန်ပိုင်းကိုတစ်ချက်လောက်ဆက်ပြီးတော့လေ့လာကြည့်မှပဲပေါ့နော်ဒီနေရာမှာရှင်းရှင်းလင်းလင်းအနိုင်ရသွားတာကတော့ Insta Ace Pro ဖြစ်ပါတယ်သူ့မှာပါလာတဲ့ Voice Enhancement Feature လို့ခေါ်တယ်ပေါ့နော်လူစကားတန်ကိုပို့ပြီးတော့မှကြည်လင်ပြတ်သားစေတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကလည်းတကယ်ကိုကောင်းမွန်တဲ့အချက်ဖြစ်တယ်ပြီးတဲ့အခါကျတော့လေတိုက်တဲ့အချိန်မှာဆိုလို့ရှိရင်လေတိုးတန်တွေကိုလည်း short ချပေးနိုင်စွမ်းကတော့DJI နဲ့ GoPro ထက်ကိုသူကအများကြီးတာသွားတာဖြစ်တယ် blogger တွေအတွက်ကတော့ဒါကအဓိကအားသာတဲ့ chat တစ်ခုတော့ဖြစ်ပါတယ်အခုထပ်ပြီးတော့ကျွန်တော်ဆက်ပြောမှာကတော့အစွမ်းကုန်ခံနိုင်ရည်စမ်းသပ်မှုဖြစ်တယ်ကျွန်တော်တို့ဒီကင်မရာတွေကို 4K resolution နဲ့ battery ကုန်တဲ့အထိဒါမှမဟုတ်လို့ရှိရင်အပူလွန်ပြီးတော့မှပိတ်သွားတဲ့အထိဇက်တိုက်ရိုက်ကူးပြီးတော့မှစမ်းသပ်ထားတာမျိုးတွေရှိတယ်ရလက်ကတော့တော်တော်လေးကိုအံ့ဩစရာကောင်းပါတယ်ရလက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့တကယ်ကိုမယုံနိုင်စရာပဲဖြစ်ပါတယ် GoPro ကတော့မိနစ်40ကျော်45မိနစ်မှတင်အပူလွန်ပြီးတော့မှပိတ်သွားတာမျိုးတွေရှိတယ် Insta ကတော့86မိနစ်နဲ့အဆင်ပြေပြေခံနိုင်ခဲ့တယ်ဒါတွေအားလုံးကိုအံ့ဩသွားစေတာကတော့ DJI Action 6ပဲဖြစ်ပါတယ်သူကတော့2နာရီကျော်တိတိကျကျပြောရလို့ရှိရင်တော့128မိနစ်ဇက်တိုက်ရိုက်ပြနိုင်ခဲ့တယ်ဒါကလည်း DJI ရဲ့ခံနိုင်ရည်ဘလောက်ကောင်းလဲဆိုတာကိုပြသလိုက်သလို GoPro ရဲ့နှစ်တိုင်းကြုံတွေ့နေရတဲ့အပူလွန်ခဲ့တဲ့ပြဿနာကိုလည်းမီးမောင်းထိုးပြလိုက်သလိုဖြစ်သွားပါတယ်ကဲအဲ့ဒါဆိုတော့ဒီပြိုင်ပွဲကြီးကပြီးဆုံးကန်တော့နီးပြီပေါ့နော်ကျွန်တော်လေ့လာခဲ့တဲ့အချက်လက်တွေအားလုံးကိုစုပြီးတော့မှ
ကိုယ့်အတွက်ဘယ်ကင်မရာကအသင့်တော်ဆုံးဖြစ်မလဲဆိုတာကိုရွေးချယ်အဆုံးဖြတ်ပေးရတော့မှာဖြစ်တယ်ဈေးနှုန်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ GoPro 13ပေါ့နော် GoPro 13ကကျတော့ဒေါ်လာ320ဖြစ်တယ်ဒီသုံးလုံးထဲမှာတော့ဈေးအသက်သာဆုံးရွေးချယ်မှုတစ်ခုတော့ဖြစ်တယ်ပေါ့နော်သူ့နောက်ကနေပြီးတော့ဆိုလို့ရှိရင်တော့ Insta8 Pro 2ဖြစ်ပါတယ်သူကတော့ဒေါ်လာ330ဝန်းကျင်အဲ့ဒီခါကျတော့ GoPro ထက်တော့$10လောက်တော့ပိုများတယ်ဈေးနှုန်းသိမ့်မကွာပေမဲ့ feature တွေကတော့ကွဲပြားနေတာကိုကျွန်တော်တို့ပြောခဲ့ကြပြီးလည်းဖြစ်တယ်နောက်ဆုံးတစ်လုံးကတော့ DJI Osmo Action 6ပေါ့နော်သူ့ရဲ့ဈေးနှုန်းကတော့389ဖြစ်တယ်ဒီသုံးလုံးထဲမှာတော့ဈေးအမြင့်ဆုံး premium option အဖြစ်နဲ့ရက်တည်နေတာဖြစ်ပါတယ်အဲ့ဒါဆိုတော့ကျွန်တော်တို့အနှစ်ချုပ်ကတော့ရှင်းနေပေါ့နော်ဈေးအသက်သာဆုံးကိုလိုချင်နေဆိုလို့ရှိရင်တော့ GoPro တွေလည်းအရင်ကတည်းကရှိပြီးသားဆိုလို့ရှိရင်တော့ GoPro 13ကတော့အသင့်တော်ဆုံးဖြစ်တယ်ဘလော့ရိုက်တာကိုအဓိကထားတဲ့အတန်အရွေသွေးကလည်းအရေးကြီးတယ်ဆိုလို့ရှိရင်တော့ Insta ကိုရွေးချယ်သင့်ပါတယ်ဒါပေမဲ့အလင်းရောင်အားနေတဲ့အချိန်မှာအကောင်းဆုံးရုပ်ထွက်နဲ့မယုံနိုင်စရာဘက်ထရီခံနိုင်ရည်ကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ဈေးနည်းနည်းပိုပေးရပေမဲ့ DJI အရှင်ကင်မရာကတော့အဆင့်မြင့်ဆုံးနဲ့အနိုင်ရရှိထားသူဖြစ်ပါတယ်ကဲအဲ့ဒါဆိုတော့ကိုယ့်ရဲ့နောက်ထပ်စွန့်စားကန်အသစ်တွေအတွက်ကိုပေါ့နော်ဘယ်အရှင်ကင်မရာကအကောင်းမွန်ဆုံးဖြစ်လာမလဲဆိုတာကတော့ကိုယ့်ရဲ့ဖန်တီးမှုပုံစံနဲ့လိုအပ်ချက်ပေါ်မှာပဲမူတည်တာဖြစ်တယ်ဆိုတာကိုကျွန်တော်ပြောရင်းနဲ့ပဲကျွန်တော်ညီကုန်းချုပ်လိုက်ပါတယ်ကျွန်တော်ဒီနေ့ဆွေးနွေးသွားတဲ့အကြောင်းအရာတွေမှာဆိုလို့ရှိရင်တော့ဒီ action camera 3မျိုးကိုကျွန်တော်နှိုင်းယှဉ်ပြီးတော့ဆွေးနွေးသွားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အသိအမြင်တစ်ခုခုတော့ရမယ်လို့တော့ကျွန်တော်မျှော်လင့်နေနောက်ထပ်ပြီးတော့လည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်ဆက်လက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်